အာဂရိတရားလိုက်သွားတဲ့လူဟာလာမိုက်ညလိုပဲနော်လက်ွယ်လလိုပဲတဖြည်းဖြည်းဘို့ပြီးတော့မှောင်သွားတာအာဂရိတရားကင်းတယ်ဟေ့ဆိုရင်လာဇန်းလလိုပဲတဖြည်းဖြည်းနဲ့လင်းပြီးလာပြလာကြီးလို့ထိန်တောက်လာတယ်လို့ဒီလိုဥပမာပေးထားတာဒါကြောင့်မလို့တီတကူဟေ့ဆိုရင်တွက်ကြည့်ပါလားပေးထားတဲ့နာမည်ကတော့ဗာကြီးပေးထားလေတီတကူဆန်းလာတယ်မှန်မှာတော့ဗာဖြစ်နေဆိုလာစုပ်လာဖြစ်တီတကူစုပ်လာဖြစ်နေတာဒါမှလာစုပ်လာဖြစ်ပြီးတော့တဖြည်းဖြည်းနဲ့စုပ်ချင်းနဲ့ကွဲလာတာအခုဟေ့ဆိုတီတကူဟေ့ဆိုပြည်သူတွေကဟင်းနှာခေါင်းတွေရှုံကုန်ပြီနော်တစ်ချိန်တော့ဒါသူ့ကိုဒေးစားခဲ့ကြရတာဘာလဲဆိုဒါအာဂရိလိုက်ပါသွားလို့ဓမ္မကိုတိုင်းတာတဲ့အခါမှာခုနပြောတဲ့တဘာဝဂုံတတိပျောက်သွားသလားနော်ခုနကအရှင်များပြောလို့ရဲရင်နေရမှာဒီဘာဖြစ်လို့လဲခုနပြောတဲ့သန္တာဂရိညိတော့ဘယဂရိတွေဆက်ညိလာဘယဂရိညိလာတော့ခုနပြောတဲ့ဆရာနာရှင်ခိုင်းတဲ့အတိုင်းမင်းအစ္စလမ်မုန်းလိုက်ရေးဆိုရင်လည်းမုန်းကုန်ကြပြီအမုန်းတရားတွေနဲ့တိုက်လာတခြားဘာသာတွေကိုမုန်းလိုက်တခြားလူမျိုးကိုမုန်းလိုက်ဟေ့ဆိုတော့ဒေါရဂရိတွေညိလာပြီလေတကယ်တမ်းဆိုဘာလို့ဒေါရဂရိညိစရာလို့လဲဗုဒ္ဓတင်ပေးထားတာဒီလူဖြူလူမဲခွဲခြားမှုမရှိဘူးဘာသာတွေခွဲခြားမှုမရှိဘူးနော်နောက်ဆုံးတပည့်တော်တို့ကနေညမညတာဒုက္ခမိတ်ဆေယဆိုတဲ့အထဲမှာကြည့်လေအချင်းချင်းဆိုတဲ့အထဲထဲမှာတပည့်တော်တို့နိုင်ငံသူနိုင်ငံသားအချင်းချင်းပဲလေဘာသာပေါင်းဆိုတာတပည့်တော်နိုင်ငံသားအချင်းချင်းတွေပဲနော်ဒီအချင်းချင်းတွေထဲမှာဒုက္ခဖြစ်ခြင်းကိုနတ်အိတ်ဆေယအလိုမရှိရအခုတော့ဘာသာကြားမုံတီးရေးဟေးဆိုတော့ဒုက္ခဖြစ်ခြင်းကိုအလိုရှိနေတာပေါ့အလိုရှိနေဓမ္မမဟုတ်တော့ဘူးလေဥစုကုံဟေးဆိုတာပြောတဲ့အတိုင်းကျင့်တာပဲကျင့်တဲ့အတိုင်းပြောတာပဲနော်ခဏပြောခဲ့တဲ့ဟိုအပြောတခြားအကျင့်တခြားမလုပ်ရဘူးမိစတစ်ဖက်ရေမုတ်တစ်ဖက်မလုပ်ရဘူးနော်ခဏပြောခဲ့တဲ့ဟာဒီနေရာမှာကောင်းပြောလဲဟိုနေရာမှာမကောင်းပြောလဲအဲ့လိုတွားလို့မရဘူးကိုကျင့်နေတာတွေနဲ့တထက်တည်းကြရမယ်ယနေ့ရှင်များတို့တပည့်တို့သိတဲ့အတိုင်းမြေကူကြီးဟာတပည့်တို့ပြည်သူတွေအကြိုက်ဟေးဆိုပြီးတော့နော်ရာဇောဝါဒတို့မင်းကြီးတရား10ပါးတို့လူမိုက်တို့သွားရလန်းတို့စရှိတွေပြင်အကြိုက်တွေလျှောက်ခေါ်ခဲ့တာပဲနော်အဲ့ဒီမှာရေးဆိုရင်လူမိုက်ရဲ့ကိုရင်ကတည်း तू မပြောဘူးလားပြောတာပဲနော်ပြီးတော့ခဏပြောတယ်လူမိုက်တွေနဲ့မပေါင်းဖို့ तू ခဏပြောတာပဲဒါပြင်ခဏပြောခဲ့တယ်မင်းအောင်လိုင်းတို့ဟေးဆိုလို့ရှိရင်မိုက်လဲမိုက်တယ်ရုပ်လဲရုပ်တယ်နော်ကောက်လဲကောက်ချစ်တယ်မကောင်းတဲ့ကိုရင်ကတည်းအလုံးပြည့်စုံနေတာပဲဘာဖြစ်လို့ပေါင်းတယ်လဲနော်ပေါင်းနေဟေးဆိုတဲ့ကွာမပေါင်းနဲ့လို့ပြောထားတဲ့လူကတွားပြီးတော့ပေါင်းနေဟေးဆိုတဲ့ကွာဒါဓမ္မကုံပြတ်တာပဲနော်တွတ်သူပါဇက်ကနေပြီးတော့ခုနပြောတဲ့ဂါရာကိုကြိုက်တယ်လို့ယွတ်နော်ဘယ်လိုပဲယွတ်ဘုရားစာကိုအခောက်1000ပဲယွတ်ကျင့်နေခြင်းအဓိကကြတယ်သူဘာကျင့်နေလဲဒါကြောင့်မလို့လာရနဲ့လာရဟာအရေးကြီးတယ်ဒါကြောင့်မလို့သူကခုနပြောခဲ့တဲ့လာရလည်းမကောင်းဘူးလာရလည်းမကောင်းဘူးနော်ဒါကြောင့်မလို့သူအပြောအဆိုတွေကခုနပြောတဲ့အာနာရှင်အလိုကြတယ်အရေးကြီးပဲနော်ဒါကြောင့်မလို့ရှင်မြတ်ဖြေရရှင်းလေးပဲတပည့်တို့ကြည့်မယ်ဟေ့ဆိုရင်ဒေါအောင်ဆန်းစုကြည်တို့လက်တော့မှာပကံရဲ့ UNESCO ရတာကိုပဲကြည့်လိုက်ဟုတ်တယ်မလားဘာလို့လဲဟေ့ဆိုတော့ဒေါအောင်ဆန်းစုကြည်တို့မတိုင်ခင်သိန်းစိန်တို့လက်ထက်မှာပြည်တရေခေတ္တရာတို့ဘာလို့မရဘူးလားရတာပဲနော် UNESCO ရအဲ့ဒီတုန်းကသူဘာပြောခဲ့လဲဘာမှမပြောဘူးနော်မပြောတဲ့အပြင်ကိုပြောချင်တယ်ရဘာလဲဟေ့ဆိုတော့ဒေါအောင်ဆန်းစုကြည်တို့လက်ထက်မှာခုနပြောခဲ့တဲ့ပကံကရလာတဲ့ခါကျတော့ဒါဟာအဇာဘိုင်ဂျန်လက်ကိုအပ်လိုက်ပြီးကလားနိုင်ငံကလားပိုင်ဖြစ်သွားပြီဟေ့ဆိုတာရည်ရွယ်ချက်ရှိတိုက်တာဆိုတော့ကိုဟောခဲ့တဲ့တရားအတိုင်းတော့မှကိုလိုက်နာမကျင့်သုံးနိုင်တဲ့ဒီကျွန်တော်တို့ဖုံးစိုးလေးတစ်ပါးကိုတကယ်သာသနာတော်ဒီအတွက်ကိုအားကိုးရတဲ့ဖုံးကြီးလိုမျိုးကိုးကွယ်နေတဲ့သူတွေကိုပဲကျွန်တော်ကတော့အံ့ဩပါတယ်